ခီလန်ဟာခက်ခဲနေလေနောက်မဆုံးနဲ့ရှေ့ဆက်သွားအမားတွေကြားကအမှန်ပြန်နောင်တတွေနဲ့နေမနေနဲ့ဘဝသစ်ကိုဖန်တီးနေจะရှုံးမှုတွေကသင်ခန်းစာပဲမနှက်ပြန်ကိုဖန်တီးပေးမယ်အိမ်မက်တွေမပြောင်းသေးတဲ့ရွယ်မင်းရှိမှလမ်းတွေရှိနေတယ်စိတ်ဓာတ်မချနဲ့မင်းတန်ဖို့ရှိနေတယ်ဒီနေ့မလာဘူးဆိုလေမနှက်ပြန်ရှိတယ်မယုံကြည်တဲ့အခါမင်းကိုယ်တိုင်ယုံကြည်လိုက်အပြုံးတွေကနာကျင်မှုတွေအမှုတွေအင်းအဖြစ်ပြောင်းလဲရင်မယုံရင်လဲ I don't care နိုင်မတွေက still right here နာကြမှုတွေကို power low ပြန်ထားပြီးတော့ high and low falling down but I stand again လမ်းမကလေး I try again မနဲ့ပြန်ဆိုတာ chance a thing ငါလက်ထဲမှာ life rewrite တခါကြရှုံးတာနဲ့ why am I soမနှက်ပြန်ဆိုတာမြဲရှိတယ်မင်းလည်းမနေတဲ့ခုစတင်နိုင်တယ်